Romanian deadlift ကပေါင်နှောက်ကျော်သား hamstring ကိုထိရောက်ပါတယ်။ခြေပွားကိုရှေ့နောက်တစ်ပြိုင်နဲ့ထားပြီးတော့လက်ပြန်ကိုကိုယ့်ရဲ့ဒူးဘေးနားကနေထားပြီးဘားကိုကင်ပါ။ကြောကိုတစ်ဖြောင်းနဲ့ထားပြီးတော့တင်မားကိုအနောက်ဘက်ချိုးပါ။ဒူးကို90ဒီဂရီနေထားပေးပါ။ကိုနဲ့ကပ်ပြီးတော့ဘားကိုဒိုသကြီးလည်နာထိပေါင်နှောက်ကျော်သားနဲ့ထိမိကြပါ။ဒီ exercise ကစားရင်ဒူးကိုအရှေ့ဘက်မထုံးမိစေဖို့လိုပါတယ်။ကြောကိုတစ်ဖြောင်းနဲ့ထားပြီးတော့မှတင်မားကိုအနောက်ပြစ်တဲ့ပုံစံနဲ့ကစားပေးရမှာပါ။ခါမကုန်းမိစေဖို့ဂရုစိုက်ပါ။